United အသင်းနဲ့ Watson အသင်းတို့တနင်္ဂနွေနေ့ည9:45 PM မှာရှင်ပြိုင်ကစားမယ့် Premier League ပွဲကိုပွဲကြိုသုံးသက်ကြည့်အောင် United အသင်းနဲ့ Watson အသင်းတွေ့ဆုံခဲ့တဲ့6ပွဲကိုပြန်ကြည့်ရမယ်ဆိုရင်တော့ United အသင်း Old Trafford မှာဆိုရင်တော့ United အသင်းကအသာစီးရထားသလို Watson အိမ်ကွင်းမှာလည်း Watson က United အသင်းကိုအသာစီးရယူနိုင်ခဲ့တယ်။အခုနောက်ပိုင်းတွေ့ဆုံခဲ့တဲ့6ပွဲမှာတော့ Watson 3ပွဲနိုင်တယ်လို့ United အသင်းကလည်း3ပွဲနိုင်ခဲ့တယ်။တည်ပွဲမရှိခဲ့တဲ့ဒီနှစ်သင်းကြားမှာတော့ဒီနေ့ပွဲကတော့ United အသင်းကအသာစီးရသွားလိမ့်မယ်လို့ကျွန်တော်ကတော့မြင်မိတယ်။ United ကစားသမားတွေကိုယ်တိုင်က Europa League Final လဲတက်ထားတဲ့ Field Level ဆိုးဟိုက်နေတဲ့အချိန်မှာ Green Potter ကိုင်နေတဲ့ Watson လို့အသင်းမျိုးကိုအသာစီးရယူသွားနိုင်လိမ့်မယ်လို့ကျွန်တော်ကတော့မြင်မိတယ်။ Old Trafford လည်းဖြစ်တယ် United အသင်းကစားသမားတွေက Europa League Final မှာလည်း Vivo Club ကိုဂိုးပြတ်နိုင်ရယူထားတဲ့ Field Level ဆိုးဟိုက်နေတဲ့အချိန်မှာတော့အခုနောက်ပိုင်းရလက်ကောင်းတဲ့ Watson လို့အသင်းမျိုးကိုတော့အသာစီးရသွားလိမ့်မယ်လို့ကျွန်တော်ကတော့မြင်မိတယ်။အဲ့ဒီအတွက်ကြောင့်မို့ United အသင်းဒီနေ့ပွဲမှာတော့ Watson ကိုထိုက်တန်နဲ့ပဲကျွန်တော်ကတော့အနိုင်ယူရလိမ့်မယ်လို့မြင်မိတယ်။အနည်းဆုံးဆိုရင်တော့မှ United အသင်းက2-0မဟုတ်ရင် 2-1 လောက်နဲ့ပြီးနိုင်တဲ့ပွဲကောင်းတစ်ပွဲဖြစ်လိမ့်မယ်လို့ကျွန်တော်ကတော့မြင်မိတယ်။နီးပြအမိုရင်ဒီနေ့ပွဲမှာပွဲထွက်လာတဲ့ကစားသမားတွေကိုသုံးသက်ကြည့်ရမယ်ဆိုရင်တော့3-4-2-1ဆိုတဲ့နီးပြအမိုရင်ကစားကွက်မှာဘယ်ကစားသမားတွေပါဝင်လာမလဲဆိုတာကိုကျွန်တော်တို့သုံးသက်ကြည့်အောင်။ဘုသမားနေရာမှာတော့ Onana ကိုအောက်ပြီးတော့နီးပြအမိုရင်ကတော့ဘန်ဒါနဲ့ပဲပွဲထွက်လာလိမ့်မယ်လို့မြင်မိတယ်။ဆန်နာဘက်3ယောက်ကိုကြည့်ရမယ်ဆိုရင်တော့ဒီနေ့ပွဲမှာတော့ Lani Euro, Harry Maguire နဲ့ဒီလိုပွဲထွက်လာနေကြများလို့ကျွန်တော်ကတော့မြင်မိတယ်။ကျွန်တော်၄ယောက်တောင်းတစ်ချက်ကြည့်ရမယ်ဆိုရင်တော့ Harry Ahmed, Mainu တို့ Ugarte တို့ပတ်ထွက်တော်ကူတို့ပွဲထွက်လာပြီးတော့အသက်အရွယ်ရတစ်ခုဖြစ်နေတဲ့ Casemiro တို့ကိုနားပေးတင်တယ်လို့ကျွန်တော်ကတော့မြင်မိတယ်။ကျွန်တော်တို့နေနံပါတ်10 2ယောက်မှာတော့ Mason Mount နဲ့ Nacho နဲ့ပဲပွဲထွက်လာလိမ့်မယ်လို့ကျွန်တော်ကတော့မြင်မိတယ်။ပွဲတိုင်းလိုပါဝင်နေတဲ့ Bruno Fernandes ကိုဒီနေ့ပွဲမှာတော့အောက်ရင်လည်းအောက်နိုင်တယ်။စမှုနေရာအတွက်ညီပြအမိုရင် Holland ကိုပဲပွဲထွက်လာခွင့်ပေးမယ်လို့တော့ကျွန်တော်ကတော့မြင်မိတယ်။ဂျင်မှုတွေပြန်လည်ရရှိဖို့အတွက်သွင်းကိုးတွေသွင်းယူနေတဲ့ Holland ကိုဒီနေ့ပွဲမှာတော့မအောင်သိဘူးလို့မြင်မိတယ်။အဲ့ဒီအတွက်ကြောင့်မို့ညီပြအမိုရင်ရဲ့3-4-2-1ဆိုတဲ့ကစားကွက်မှာတော့ဂိုးသမားနေရာမှာတော့ဒါပဲပါဝင်ပြီးတော့ဆန်နာဘက်3ယောက်မှာတော့ Lani Euro ရဲ့ Harry Maguire ရဲ့ Lady Dog ရဲ့ပွဲထွက်နိုင်ခြင်းများတယ်။အောက်တန်းကိုကြည့်ရမယ်ဆိုရင်တော့ Harry Ahmed ရဲ့ Mainu ရဲ့ Ugarte ရဲ့ပတ်ထွက်တော်ကူရဲ့ပါဝင်လာပြီးတော့နံပါတ်10 2ယောက်မှာကတော့စမောင်းနဲ့ခါနာချိုပွဲထွက်လာခြင်းများတယ်လို့ကျွန်တော်ကတော့မြင်မိတယ်တိုက်ဆက်မှုနေရာမှာတော့ Martin အောက်ပြီးတော့ Holland ပဲဒီနေ့ပွဲမှာပွဲထွက်လာခြင်းများတယ်လို့သုံးသပ်ရင်းနဲ့ပဲကျွန်တော်ရဲ့အစီအစဉ်ကိုအဆုံးသတ်ပြရစီ United Football ကမန်ယူသတင်းများကိုနေ့စဉ်တင်ဆက်ပေးနေတာမို့ Line Follow လေးလုပ်ပြီးတော့မြတ်ရက်ခမ်းပါတယ်အားလုံးကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ